မင်္ဂလာပါဒီနေ့တော့နောက်ကျမှနိုးလာဟိုနေ့ကည10 နာရီ17လောက်ခရစ်စတိုပြန်ရောက်ပြီးတော့ညမိုးချုံနေရတယ်တိုင်းသားခင်စီမှာပဲအိတ်လိုက်ပြီးတော့မနေ့ကမနက်ကပြန်လာပြီးတော့အေးစီစဉ်နာစားတော့ပြီးတော့အိတ်လိုက်ပြီးတော့ဒီနေ့အေးမဝဟောဖြစ်လို့တော့ဒီနေ့နောက်ကျမှနိုးလာဒီနေ့တော့ဘာမှလုပ်ဆရာမရှိဘူးအခုဟင်းချက်မယ်ချက်ပြီးအဝေးရှောင်းမယ်ဒီနေ့တော့ day in the life vlog လေးပေါ့ဘာထူးခြားတော့အများကြီးရှိတယ်ဆိုဒီနေ့ခင်းချက်ပြမယ်ဟင်းမြန်မာဟင်းကြက်ဥချင်းဟင်းပေါ့ဒါပေမဲ့ကြက်ဥချင်းဆိုပေမဲ့ကိုချက်တတ်တယ်လို့ချက်တာကြက်ဥချင်းအစ်စ်တော့မဟုတ်ကြက်ဥချင်းအတူကြက်ဥတော့မပြုတ်တော့ကြက်ဥပြုတ်ပြီးတော့မချက်တော့ကြက်ဥဒီတိုင်းဟင်းအနည်းချက်ပြီးပဲဖောက်ထည့်လိုက်ကြက်ဥပြုတ်ပြီးကြာလို့အဲ့တော့စိတ်မရှိအဲ့တော့လွယ်လွယ်ကူကူကြက်ဥချင်းအတူစားပါတော့မယ်စမ်းတော့ basmati ပေါ့နော်အမေကျွန်တော် Asia တွေက jasmine rice อ่ะ jasmine ကဟိုAstar တို့ Sainsbury တို့မှာရှိတယ်ဒါပေမဲ့လေဈေးပို့ပေါ် Lidl တို့တာဟိုမှာ LD တို့မှာတော့ basmati rice ပဲရှာတွေ့နော်အဲ့တော့တကူတကကြီးမွေးထားအဲ့တော့ basmati နဲ့ပဲစားလိုက်တော့ဟင်းချက်ထင်တော့မလွယ်ဘူးဟင်းချက်ထင်တော့မလွယ်ဘူးဆိုတာအဲ့တော့အင်းချတာချိန်လေးပေးရစိတ်လေးရှိရအင်းချတာအနည်းဆုံးအချိန်မဟုတ်ရင်ကုန်ရင်အနည်းဆုံးကတနားရီလောက်တော့ကုန်အဲ့တော့အိမ်မငငယ်ကပြောရင်တည်းမှာအတော်လေးမေတွေကအင်းချက်ရင်ပင်ပန်းနေဆိုတော့နားမလဲဘူးဒါပေမဲ့ကိုချက်ကြည့်တော့တကယ်ဟင်းချက်တာလည်းပင်ပန်းနေလို့ပဲ Hi there. How are you going? I'm doing vlog but like it's in my language so Oh, I see. Yeah. Hi there. My name's Vin. roommate ပါဒီမှာ roommate တူနေတာ6ယောက်ရှိတယ်ဒီသူကကြတော့ဒီမှာပဲ UK မှာပဲမွေးတယ်လူမျိုးကတော့ Sri Lanka ပြင်ချန်နဲ့အဖြူကဒီမှာပဲမွေးတယ်အဖြူကဒီမှာ2ကောင်ရှိတယ်တူရကီက1ယောက်ရယ်ပြီးရင်နောက်ဒီမှာပဲမွေးပြီးကြီးရဲ့လက်မနွန်1ယောက်ရယ်ပြီးတူတယ်ကျွန်တော်ရဆို6ယောက်နေတယ်ဒီမှာရေချိုးခန်းအိမ်သာအခန်းထဲမှာပါပြီးသားဒါ kitchen ကတော့ share 3อ่ะ kitchen နဲ့ living room share 3อ่ะစားပြမယ်စားကြပါဦးကိုချက်ကိုကောင်းကို laundry လုပ်ပါ laundry ထဲမှာကျန်းနေမှာဖြစ်တာကျန်းနေတို့လဲအခုကြောင်းပိတ်ရဆိုတော့ကျောင်းသားတွေပြန်တော့လူနေရင်ဆို laundry ကလုတ်နေရတာကောက်ခွဲဒီမှာကကျွန်တော်ကဒီလိုဟာလေးသုံးတယ်လို့ 3 in 1 pouch လေးပေါ့ဒီကောင်နဲ့ဘာလို့ဆက်မလို့ဒီလိုအောက်မှာထည့်လိုက်အောက်မှာထည့်ပြီးတော့အပေါ်မှာဝတ်သားတွေကိုထည့်ဒီကောင်စနစ်ပေါ့နော်စနစ်ဆိုရင်ဒီကောင်လေးကဒီမှာလာပြီး start ပြီး washer စနစ်ကိုရှာလိုက် go to payment ပြီးရင် eco wash တော့စီးနေတော့မယ် standard eco wash စနေကိုရောကန်နဲ့ပေးလိုက်ကန်နဲ့ဆိုတော့ဖုံးလေးနဲ့တိုးလိုက်ရပြီပေးလိုက်အောင်မယ်ဒါအဲ့လိုပေးပြီးရနဲ့ဒီမှာအဲ့လိုလေးလာမြည်နှိပ်လိုက်မိနစ်40လောက်စောင့်ရုံပဲဒါပါပဲသူကမိနစ်40ပြီးသွားရင် dryer လည်းအဲ့တိုင်းပဲ dryer လေးကိုထည့် dryer တော့မိနစ်60ကိုတစ်ပေါင်လောက်ပေးရတယ်တစ်ပေါင်လောက်ပေးလိုက်ပြီးပြီဝစ်လျှော်တာပါပဲဒီနေ့ကတော့မြန်မာဆန်းဘာမှတိတ်မရှိပါဘူးဟင်းချက်ပြတယ်အရန်လူတွေအတွက်မျိုးတွေအတွက်ဝစ်လျှော်တဲ့ဟာပြလိုက်တယ်အဲ့တော့ဒီစင်နာမယ်အဲ့လိုလဲဆိုလက်ပြန်ကြရင်လောက်စရာတစ်ခုရှိတယ်အဲ့တော့ဒီနေ့ vlog ဒီလောက်ပဲမနေ့ပြန်ဗီဒီယိုတက်လာပါမယ်အဲ့ဒါကိုကြည့်ရင်စောင့်ကြည့်ပါ